အားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်မိဘပြည်သူများလက်ဆောင်လို့ကျွန်တော်ပေးပါမယ်ကျွန်တော် line ပေါ်တက်လာတာသတိရလို့အမြန်လာတာပါဒါအလုံးကိုတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်တဲ့အလွန်အရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာကိုလက်ဆောင်ပေးပါတယ်ခင်ဗျာနော်မိဘပြည်သူများအနေနဲ့ကျွန်တော်ပေးမယ်လက်ဆောင်ပစ္စည်းကတော့ဘာလဲဆိုလို့ရှိရင်လေငန်းစေးလေငန်းဖြစ်နေတဲ့လူတယောက်ကိုဘယ်လိုကုမလဲအလွန်တန်ဖိုးကြီးတဲ့ဆေးဖြစ်တယ်အဲ့ဒီလေငန်းဆေးဖြစ်တယ်အဲ့ဒီလေငန်းကုတဲ့လေငန်းဖြစ်တဲ့လူတယောက်ကိုအဲ့ဒီလူနာတယောက်ကိုကျွန်တော်ကုသတဲ့နေရာမှာအလွန်လွယ်ကူတဲ့နည်းပညာတွေအလွန်လေးဖြစ်တဲ့နည်းပညာတွေကျွန်တော်ပေးပါမယ်အဲ့ဒီနည်းပညာဘာလဲဆိုလို့ရှိရင်အိမ်ထဲမှာမိမိအိမ်ထဲမှာရရမယ်ဒါပေမဲ့တခုတော့ရှိတယ်ဘာလဲဆိုဘဲငန်းဥလို့လေနော်လေငန်းဆေးအတွက်နော်ဘဲငါဥတလုံးလိုတယ်ဘဲငါဥနှလုံးလေးတစ်လုံးနှလုံးအဲ့ဒါလိုရလေပိုကောင်းလေးပဲဒါပေမဲ့ဒီဘဲငါဥကိုဘယ်နဲ့လုံးမလဲကျွန်တော်ပြောကြရအောင်အဲ့ဒီဘဲငါဥအထက်ကနော်ဥအသားတွေအစီနီတွေပါတယ်အစီဖြူတွေကုန်စားလိုက်နော်ကိုယ့်ဘိုက်လေးတင်းတယ်နော်အစေးလေးပေါ်အောင်နော်ဒီအခွန်ကိုကြတော့ကျွန်တော်တို့တေချာဆေးကြောမယ်ဆေးကြောပြီးတော့အချောက်လမ်းမှာဖြစ်ပါတယ်နော်အချောက်လာမှာပြမိတ်ဆွေတယောက်ကအလွန်အစိမ့်မြင့်တဲ့ဆေးပညာရှင်ငယ်တယောက်ကလူငယ်ပဲအဲ့ဒီဆေးပညာရှင်တယောက်ကတင်ပေးလိုက်တဲ့ဟာကိုတစ်ဆင့်ကပြန်တင်ပေးပါတစ်ဆင့်ကကျွန်တော်ပြန်တင်ပေးပါတယ်ခင်ဗျာနော်ဘာဖြစ်လို့ဆိုတော့တစ်ဆင့်တင်ပေးနိုင်လေပိုကောင်းလေပဲခင်ဗျားတို့လည်းမိဘပြည်သူများလည်းတစ်ဆင့်တင်ပေးပါခင်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်ဟာလားလေရင်ရပြီးတော့ကျွန်တော်လှုပ်တာမဟုတ်ပါဘူးအခုတွေကတကယ်အမှန်ကန်ဖြစ်ပါတယ်ဒီဘဲငန်းဥတလုံးကိုဘာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဟာဘာအခွန်မဲယူမယ်ဒီအခွန်ကိုတေချာဆေးမယ်ဆေးပြီးတော့အချောက်လမ်းမယ်ခင်ဗျအချောက်လမ်းပြီးတော့6တွေးသွားပြီဆိုမှအဲ့ဒီဘဲငန်းဥကိုအမုတ်ထောင်းမယ်အမုတ်ဖြစ်သွားအမုတ်ညက်အောင်ထောင်းမယ်ဗျာအမုတ်ဖြစ်သွားပြီဆိုရင်တေချာဆေးယူပြီးတော့ကျွန်တော်တို့နန်းစီစစ်30သားမှာကျွန်တော်တို့ဘဲငန်းဥကိုဥရဲ့အခွန်ကိုကျွန်တော်ထည့်လိုက်မယ်ဒီအခွန်အမုတ်ကိုစစ်ပြီးတော့ထည့်လိုက်မယ်အဖတ်ပါလို့မရအောင်เนาะအမုတ်စစ်ပြမုတ်ညစ်ပြပေါင်တာဖြစ်သွားမယ်အဲ့ဒါကိုကျွန်တော်ထည့်မယ်ဗျအဲထည့်ပြီးတော့အဲ့ဒါကျွန်တော်ဘာလုပ်မလဲဆိုဒီလေငန်းသမားတွေအတွက်ကျွန်တော်အဲ့ဒါဘာဆိုလို့ရှိရင်ကယ်လ်ဆီယမ်ဓာတ်အလွန်များတဲ့ကယ်လ်ဆီယမ်ဓာတ်ဖြစ်တယ်နော်အဲ့ဒါကိုကျွန်တော်ဘာတစ်ခါလုံးမလဲဆိုလို့ရှိရင်ဒီမှာတန်ရင်စေးနော်တိုင်းရင်စစ်29အမှတ်29တပ္ပယာသဆေးဘူးကြီးဖြစ်တယ်အဲ့ဒီဆေးကိုနော်တပ္ပယာသဆေးဘူးကြီးအဲ့ဒီဆေးကိုကျွန်တော်တို့ကဘာလို့ဆိုအဲ့မှာရောမယ်တကြက်တာဘယ်လောက်လဲတကြက်တာရောမယ်ခင်ဗျတကယ်လို့များကောင်းတယ်ပို့ပြီးတော့ကောင်းအောင်အခိုးကင်းတွေကောင်းအောင်အခိုးကင်းပွင့်အောင်ဆိုတော့ကျွန်တော်တို့တိုင်းရင်ဆေးအမှတ်43အခိုးပွင့်ဆေးအဲ့ဒီဆေးကို43တိုင်းရင်စေးအမှတ်43အခိုးပွင့်စေးကိုကျွန်တော်ထည့်ပါမယ်ခင်ဗျတကြက်တာပြီးတော့အဲ့ဒီစေးတွေထည့်လိုက်ခြင်းအပြင်စေးကတအားပြင်းသွားပြီအလွန်ပြင်းဖြစ်သွားပြီဒီဘဲငါဥရဲ့နော်ဗာလဲဘဲငါဥအခွန်ရဲ့နောက်တခါကျွန်တော်တို့ဒါနန်းစီစစ်ရဲ့နောက်တခါတိုင်းရင်စေးနော်29ရဲ့တိုင်းရင်စေး34အဲ့ဒီစေးကိုကျွန်တော်ထည့်ပေးပါမယ်ဒီပလိုမာပညာရှင်တယောက်ကပြောလို့အဲ့ဒါကျွန်တော်အခုလိုလုပ်ပေးရခြင်းဖြစ်တယ်ဒါတော့အဲ့ဒီဆေးကိုကျွန်တော်ထည့်ပြီးတော့တေးချလုပ်မယ်ဗျာနာလုပ်မယ်ဒါပေမဲ့ဆေးမထည့်ခင်မှာဘဲငါဥနဲ့ကျွန်တော်တို့ဒီဘဲငါဥအခွန်နဲ့နော်နောက်မှဘယ်လိုခေါ်မလဲဆိုလို့ချင်းဒီနန်းစီနဲ့ထည့်ပြီးတော့အဖုံးဖွင့်ပြီးတော့ကျွန်တော်နေ3ရက်လမ်းမယ်နေ3ရက်ပြမယ်ခင်ဗျာနေပူမှာ3ရက်ပြမယ်ဒါပေမဲ့ဖုံးမပိတ်နဲ့နော်ဖုံးပိတ်လို့မရဘူးပေါက်ကွဲသွားမှတော့ကြာပျက်စီးသွားမယ်အဲ့တော့အဖုံးမပိတ်ပဲနဲ့နေ3ရက်ပြမယ်ခင်ဗျနေ3ရက်ပြပြီးမှအဲ့မှာ3တဲ့အချိန်ကျရင်ပြင်းလို့တဲ့29ဆေးဘူးကြီးနော်အဲ့မှာဟိုသာ30 43နော်အခိုးကင်းတဲ့ဆေးပြင်းတဲ့ဆေးအခိုးကင်းပျောက်တဲ့ဆေးအဲ့ဒီအခိုးကင်းထွက်သွားမှကောင်းမယ်အဲ့ဒီဆေးပါအားလုံးရောမယ်ရောပြီးမှဒီလူနာကိုကျွန်တော်လိမ့်မယ်လိမ့်ကနေမှအဲ့ဒါရောမယ်ရောပြီးတော့နာလုံးမယ်ဗာလဲဒီရောသာပလင်းကိုခဏနာလေးလုပ်ပေးမယ်မြတ်လုပ်ပေးမယ်အဲ့ဒီတော့တကောလုံးဟလာဖြစ်တဲ့နေရာတွေမှန်တယ်များဒီနာလေးလိမ့်ပေးပါမယ်အဲ့ဒါဆိုလို့ရှိရင်ဒီလူနာဟာ
လုံးဝကောင်းတော့မှာဖြစ်ပါတယ်မင်းပါပြည်သူများအားလုံးသုံးနိုင်ပါတယ်ခင်ဗျာလူမျိုးမရွေးဘာသာမရွေးအကုန်သုံးနိုင်တယ်ခင်ဗျာဆရာရဲ့မိတ်ဆွေတရားနော်သူကဘာလဲဆိုလို့ရှိရင်ဒီပလိုမာပညာရှင်ဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကနေပြီးတော့ကျွန်တော်လိုပဲကျွန်တော်ကတမတော့နော်ကျွန်တော်တို့ကတော့ line တစ်မျိုးပေါ့နော်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်နော်အဘိဓမ္မာတောင်တာတဲ့ကကျွန်တော်နှစ်ပေါင်းတော်တော်ကြာပြီကျွန်တော်ကုနေတာဒီကျမ်းကလည်းတော်တော်ကြာပြီဗျဒီစားလည်းကျွန်တော်နောက်ချကြည့်လိုက်တော့တကယ်တွေ့တယ်ဗျကျမ်းထဲမှာကျွန်တော်တွေ့တယ်နော်အဲ့ဒါဘာလဲဆိုတောင်တာလိကကျမ်းဆိုတော့အဲ့ဒီထဲမှာကျွန်တော်တွေ့လိုက်တယ်တွေ့လိုက်တော့အဲ့ဒီစားကိုကျွန်တော်ပြန်မလို့အခုပြောပြတာပါပို့ပြီးတော့ကျွန်တော်စိတ်ရှိသွားတယ်အဲ့ဒါပြောပြတယ်ဟိုပုဂ္ဂိုလ်ကပြောလိုက်တဲ့အတိုင်းကျွန်တော်အခုပြန်မလို့လွှင့်ပေးပါတယ်တော့အဲ့တော့အားလုံးကျေးဇူးပြုပြီးဒီစားတွေကိုအားလုံးမမကန်ကန်သုံးတော့အားလုံးကျမ်းမာချမ်းသာဖို့အတွက်အာရောကြံပရမန်လဘန်ဆိုတဲ့တိုင်းရင်စေဝါနဲ့အားလုံးကျမ်းမာချမ်းသာပါစေဆိုပြီးပြောကြရင်လည်းကျွန်တော်မေတ္တာပို့သပြီးဟုတ်တာပေါ့နေကုန်းချော့ပါတယ်ခင်ဗျာအားလုံးအောင်မြောင်ပြုစုပြောထောင်ပေးပါခင်ဗျာတစ်ဆင့်ကပြန်မတော့ပြောပေးပါခင်ဗျာတကယ်လို့မေးစရာရှိမယ်ဆိုလို့ရှိရင်ဆရာဦးအောင်စိုးမိုဟာမက်အစ္စမိုင်ကျွန်တော်နာမည်သူဖုန်းနံပါတ်399-9538456ဒီဖုန်းနေနဲ့ခေါ်ပြီးတော့အချိန်မီမေးမြန်းနိုင်ပါတယ်ခင်ဗျာအချိန်မီကျွန်တော်အားလုံးစီစဉ်ပေးပါမယ်ခင်ဗျာအားလုံးပြပေးပါမယ်ခင်ဗျာအားလုံးမင်္ဂလာပါပြောကြရင်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟ်ဝဘရကာတူ